ဒီနေ့ကဒါဒီဇင်ဘာလ12ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်မင်္ဂလာပါဆိုပေမဲ့ဒါမင်္ဂလာမရှိတဲ့အကြောင်းကိုကျွန်တော်တို့ပြောရမှာပေါ့နော်ဒါပေမဲ့လည်းပြောပါမယ်ပြီးတော့အခုလိုပြောတဲ့အခါကြာရင်လည်းပေါ့နော်ဟိုတေချာလေးအချိန်ပေးပြီးတော့ဒါနားထောင်စေချင်တယ်ပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီမြောက်ဦးဖြစ်စဉ်မှာပဲအဓိကတော့မြောက်ဦးပြည်သူ့စေယုံကြီးကိုစစ်ကောင်စီကဒီပေါင်900ဘုံနှလုံးကျဲချတယ်ဒါကြောင့်မလို့ဒါအသေးဆုံးထိခိုက်တွေအများကြီးပဲဖြစ်သွားတယ်ပေါ့နော်ဒါလူပေါင်းရာကျော်ပေါ့အဲ့လောက်ထိကိုထိခိုက်တေဆုံးတာတွေဖြစ်သွားတယ်အဲ့တော့အဲ့ဟာနဲ့ပတ်သက်လို့မြေပြင်ကအခြေအနေတွေကျွန်တော်တို့ဒီသတင်းတောက်ပေါ့နော်ဒါကျွန်တော်တို့စီကသတင်းတောက်တယောက်အဲ့ကိုသွားပြီးတော့ကိုယ်တိုင်ကိုကြမြင်တွေ့ခဲ့ရတဲ့အကြောင်းအရာတွေကိုကျွန်တော်တို့ကိုပြန်ပြောပြတာရှိအဲ့သူပို့လာတဲ့မှတ်တမ်းဗီဒီယိုတွေမှတ်တမ်းဓာတ်ပုံတွေပေါ့နော်ဒါတွေကျွန်တော်တို့ကြည့်ရတယ်ပေါ့နော်မြင်ရတွေ့ရတယ်အဲ့တော့ကျွန်တော်တို့တစ်ဆင့်ပြန်ကြည့်ရတဲ့မြင်ရတွေ့ရတဲ့တွေတော့မှမခံစားနိုင်ဘူးသူပြောတဲ့စကားတွေနားထောင်ရတယ်သူပြောတဲ့ဖြစ်စဉ်တွေဖြစ်ရတဲ့နားထောင်ရတဲ့ကျွန်တော်တို့တော့မှမခံစားနိုင်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးမခံစားနိုင်လို့ဆိုပြီးတော့ကျွန်တော်တို့ကြော်သွားလို့မရအောင်အဲ့ကြည့်ပြီးတော့ကျွန်တော်နာကြီးတယ်ပေါ့နော်နာကြီးတယ်စိတ်ထဲမှာလည်းတော်တော်လေးကိုခံစားရတယ်ပေါ့နော်ဒါဟာပြည်သူတွေလုံးဝအပြစ်မဲ့အယက်သားပြည်သူတွေဖြစ်တယ်ဆိုတဲ့ဟာကိုကျွန်တော်တို့တေချာညင်တွေ့ရပြီးတဲ့အချိန်မှာတော်တော်လေးကိုဒါနာကြီးရတယ်အဲဒါကြောင့်မလို့ဒီဥစ္စာနဲ့ပတ်သက်လို့လည်းကျွန်တော်တို့တက်နိုင်သလောက်ပေါ့နော်ဒါမြေပြင်မှာလိုက်လံပြီးတော့ဒါဖော်ထုတ်ထားတဲ့အကြောင်းအရာတွေရှိတယ်ဒီအရင်လည်းကျွန်တော်တို့ဒါမှတ်တမ်းတွေလည်းထပ်ပြီးတော့ထုတ်ပေးဦးမယ်ပေါ့နော်စစ်ကောင်စီကဘုံနှလုံးကျဲချတယ်ဒီမြောက်ဦးစေးရုံအနီးမှာတစ်လုံးကြအနီးဆိုနီးနီးလေးပဲဘလောက်မှမကောက်ဘူးအဲ့တစ်လုံးကဒီစေးရုံရဲ့ဒါအဆောက်အဦဒီဘေးနားလေးမှာပေါ့နော်အဲ့လိုကြတဲ့နေရာကဒီဆိုင်ကယ်တွေရက်တဲ့နေရာပြီးရင်သုံးမိန်းတွေပါတယ်ရက်တဲ့နေရာအဲ့နေရာမျိုးကြပြီးတော့အဲ့ဟာတွေပါအကုန်မီးလောင်ဒုတိယတစ်လုံးကနောက်တစ်လုံးကပေါ့နော်နောက်တစ်လုံးကကျအဲ့ဆေးရုံအဆောက်အဦတဲ့ကြီးကိုကြအဲ့လိုကြီးတဲ့ကြီးကြသွားလို့ဒီလူနာတွေအများကြီးပဲပေါ့နော်အခုလောက်ထိထိခိုက်တေဆုံးနေများသွားတာဖြစ်တယ်ပေါ့နော်အဲ့တော့ဒီထိခိုက်တေဆုံးမှုတွေနဲ့ပတ်သက်လို့ကျွန်တော်တို့နားထောင်ရတဲ့အခါမှာဒီဘုံကျဲတိုက်ခိုက်မှုကြောင့်မလို့တေဆုံးထိခိုက်ဒဏ်ရာရတာတွေကလုံးဝမြင်ရစရာမရှိဘူးဒါတေဆုံးသူတွေကအရွယ်ဆုံးပဲအရွယ်ဆုံးအသက်ဆုံးပါတယ်ဒါကလေးလေးရအစပါတယ်ပေါ့နော်ဒါအမျိုးသားအမျိုးသမီးအကုန်ပါတယ်ပြီးတော့လူနာတွေဗျာဆေးရုံဆေးကန်းဆိုတာကျွန်တော်ရှေ့ကဗီဒီယိုမှာပြောခဲ့သလိုပဲဒါဆေးရုံဆိုတာကအိမ်မှာကုသလို့မပြောက်ကင်းနိုင်တဲ့ယောဂဝေဒနာခံစားနေရတဲ့သူတွေလာပြီးတော့ဒါကုသတဲ့နေရာမျိုးအဲ့လိုနေရာမျိုးကိုလှုပ်တာဗျာတော်တော်ကိုရုပ်မှာမိုက်ကန်းတယ်ပေါ့နော်အဲ့တော့ကလေးငယ်လေးပါတယ်အဲ့ဆေးရုံမှာမွေးတဲ့ကလေးတဲ့အဲ့မွေးတဲ့ကလေးလေးပါတယ်မွေးပြီးချင်းတရက်နှစ်ရက်ပဲရှိသေးတဲ့ကလေးအဲ့ကလေးလေးကအစပါသွားတယ်တချို့ဆိုရင်ဒါမိသားစုဝင်5ယောက်ထိပါသွားတယ်ကြံခဲ့တဲ့မိသားစုဝင်ကဘလို့တောင်ဖြစ်တယ်လဲဆိုတော့သူကမိသားစုဝင်ထဲမှာဗျာဒီ5ယောက်ပါသွားတယ်ဆိုတော့မိသားစုဝင်ထဲမှာတချို့ကတည်သွားတယ်တချို့ကကြတော့ဒါပျောက်ဆုံးနေတယ်ဒါဘလုံးမှရှာလို့မတွေ့သေးဘူးတချို့ကကြတော့မတည်ဘူးဒဏ်ရာရအဲ့တော့ဒဏ်ရာရတဲ့သူတွေကိုကြတော့ဒါတခြားနေရာတွေကိုပို့ပြီးတော့ဆေးကုသမှုပေးနေရတယ်တေဆုံးတဲ့သူတွေကိုကြတော့ဒါဒီတင်ကြိုင်းမှာတကြိုရတယ်ပေါ့နော်ချက်ချင်းလက်ငင်းလောက်ရတာဖြစ်စဉ်တွေကတော်တော်ဆိုးလာအပြီးရင်ပျောက်ဆုံးနေတဲ့သူတွေလည်းရှိသေးတယ်အဲ့တော့ကြံခဲ့တဲ့မိသားစုဝင်ကဘယ်ဦးလိုက်လို့လိုက်ရမှမသိဘူးတကယ့်ကိုအယူမီပဲတကယ့်ကိုပေါ့နော်လုံးဝယူမတက်ကိုခံစားရတာဟာတေသွားတဲ့သူအတွက်ပဲဟာဘယ်ဦးလိုက်လို့လိုက်ရမှမသိဘူးတကယ့်ကိုအယူမီပဲတကယ့်ကိုပေါ့နော်လုံးဝယူမတက်ကိုခံစားရတာဟာတေသွားတဲ့သူအတွက်ပဲထားပါတော့ဖေရတေသွားဆိုတေသွားတဲ့အဖေအတွက်ပဲအတုပချရမလို့ဟာဒဏ်ရာရတာမောင်လေးအတွက်ပဲလိုက်ပြီးတော့ဒါကုသမှုတွေပြုစုမှုတွေလိုက်ပြီးတော့လုပ်ပေးရမလို့ဟာညီမလေးကပျောက်ဆုံးနေတယ်အဲ့ပျောက်ဆုံးနေတဲ့ညီမလေးကိုပဲလိုက်ပြီးတော့ရှာရမလို့အဲ့လိုမျိုးကိုဖြစ်တာရဲဆက်ကြီးကိုဖြစ်တာပေါ့နော်အပြင်ခုနကလေးငယ်လေးဆိုလဲအဲ့တိုင်းပဲအဲ့ကလေးလေးကဗျာဒါဒီကောင်တွေဘက်ကပြောလို့အားကတက်တော့အေးရဲစစ်သားတွေဖြစ်မလားဆိုတော့ဗျအခုတေဆုံးသွားပါတယ်ဆိုတဲ့လူတွေအကုန်လုံးပြည်သူပဲအကုန်လုံးအရက်သားပဲဒီအလောင်းတွေမှာဆိုရင်လည်းဒီအမျိုးသမီးတွေပါအောင်အမျိုးသားတွေလည်းပါတာပေါ့နောက်ပြီးတော့ဒီခလင်းငယ်တွေကလည်းပါတယ်ကိုရဟုတ်အဲ့တော့ဆေးရုံကိုဘာလို့ဘုံကျဲတာဒီအချိန်မှာဘာကြောင့်မလို့ဒီဆေးရုံကိုပြစ်မှတ်ထားပြီးတော့ဘုံကျဲတာလဲဆေးရုံကိုတေချာတိတယ်တေးသေးချာချာကိုတိတယ်အကောင်နေဘာကြောင့်မလို့ဒီဆေးရုံကိုတုတ်ရတာလဲဆိုတဲ့ဟာကျွန်တော်တို့အဖြေရှာကြည့်ဖို့လိုတယ်ဗောနော်အဓိကတော့ဒီမြောက်ဦးဆေးရုံကကျွန်တော်သူနဲ့မေးမြန်းရေးနဲ့တိခဲ့ရတဲ့အချက်လက်တွေပေါ်မူတည်ပြီးပြောမယ်ဆိုရင်ဒီ data အတွင်းကျန်းမာရေးအတွက်အရန်အားထားရတဲ့ဆေးရုံတရုံဒါရခိုင်ပြည်နယ်အတွက်ပေါ့နော်ဘယ်မြို့နယ်အတွက်ပဲဖြစ်ဖြစ်ဒီမြောက်ဦးဆေးရုံကအရန်ကိုအားထားရတဲ့ဒါဆေးရုံတရုံဖြစ်တယ်အဲ့မှာဓာတ်မှန်ရိုက်တာပဲဖြစ်ဖြစ်အထရာဆောင်းရိုက်တာပဲဖြစ်ဖြစ်အဲ့လိုပုံစံမျိုးနဲ့ဒါကုသမှုတွေပေးနေတဲ့နေရာဖြစ်တယ်ပေါ့နော်အဲ့တော့တချို့ဆိုရင်ဘယ်ဘက်ကနေတောင်လာပြီးတော့ကုသရတယ်လဲဆိုတော့ဒါမကွေးလိုနေရာမျိုးတွေအခုဒါမကွေးဘက်မှာပေါ့နော်အမ်းဘက်မှာဆိုရင်ဒါအမ်းနဲ့နီးတဲ့နေရာတွေပေါ့နော်အဲ့နေရာတွေမှာဆိုရင်ဒါတိုက်ပွဲတွေပြင်းထန်နေရာတွေရှိတယ်အဲကြောင့်မလို့စစ်ကောင်စီကကန့်သက်ထားတာတွေထိန်းချုပ်ထားတာတွေရှိတယ်ပြီးတော့ဒါရခိုင်ပြည်နယ်တွင်းကိုလည်းဒါဖြက်လေးပြက်ပုံစံမျိုးတွေလုပ်ထားတော့ဆေးဝါးမလုံလောက်တာတွေရှိတယ်ကုသမှုမလုံလောက်တာတွေရှိတယ်အဲ့လိုမျိုးဆေးဝါးမပြေလည်တာတွေအဆင်မပြေတာတွေမလုံလောက်တာတွေကြောင့်မလို့ဒီမြောက်ဦးဆေးရုံကြီးကိုမကွေးကနေတောင်လာပြီးတော့ကုသရတဲ့သူတွေရှိတယ်
အဲ့လောက်ထိအားထားရတဲ့ဆေးရုံတစ်ခုဖြစ်တယ်ပေါ့နော်အဲ့တော့ရခိုင်ပြည်နယ်အတွင်းမှာရှိတဲ့မြို့နယ်တိုင်းလိုကဒီမြောက်ဦးဆေးရုံကြီးကိုလာပြီးတော့စေကူတာမှုခံယူနေကြတဲ့အဓိကဆေးရုံတစ်ရုံဖြစ်တယ်အဲ့တော့လက်ရှိအခြေအနေရတော့ဆေးရုံကပြန်ပြီးထူထောင်ဖို့တောင်မလွယ်တော့ဘူးဆိုပြီးတော့သိရတယ်ဒါရခိုင်ပြည်နယ်ဒေသအတွင်းကျမ်းမာရေးအခြေအနေတွေပေါ့နော်ကျမ်းမာရေးစောင့်ရှောက်မှုအခြေအနေတွေဒါတွေကပို့ပြီးတော့အားနည်းလာလိမ့်မယ်ခက်ခဲလာလိမ့်မယ်ကြက်တဲလာလိမ့်မယ်ဆိုပြီးတော့လည်းသိရတယ်ကျမ်းမာရေးအခြေအနေတွေပေါ့နော်ကျမ်းမာရေးစောင့်ရှောက်မှုအခြေအနေတွေဒါတွေကပို့ပြီးတော့အားနည်းလာလိမ့်မယ်ခက်ခဲလာလိမ့်မယ်ကြက်တဲလာလိမ့်မယ်ဆိုပြီးတော့လည်းသိရတယ်နောက်တစ်ခုကတော့အခုလိုမျိုးဆေးရုံကိုတောင်မှဘုံကျဲတိုက်ခိုက်နေတာတွေဒါရဲဆက်လှုပ်လာတဲ့အတွက်ပေါ့နော်ဘယ်နေရာမှာမှမလုံခြုံတော့ဘူးဆိုတဲ့ခန်းစားချက်တွေလည်းဒေသခံတွေကြားထဲမှာဖြစ်ပေါ်နေတယ်ထပ်ပြီးတော့ထူးခြားတာပါလဲဆိုတော့စစ်ကောင်စီလက်ထက်မှာတော့စစ်ကောင်စီအဲ့နေရာတွေကိုထိန်းချုပ်ထားတဲ့အချိန်တုန်းကဒီမွတ်စလင်လူမျိုးတွေကိုအဲ့မြောက်ဦးဆေးရုံကြီးမှာစေကူတာခွင့်မပေးဘူးဆိုပြီးတော့သိရဘသူတို့ကဘယ်ချိန်မှာကုသခွင့်ရရလဲဆိုတော့အခုအရခတ်တော်လက်ထက်ကြမှာပဲဒီဆေးရုံမှာစေကူတာခွင့်ရတာအဲ့လိုမျိုးထိဖိနှိပ်ခဲ့တာတွေလည်းရှိတယ်ပေါ့နော်အဲ့တော့တော်တော်လေးကိုဒါအားထားရတဲ့ဆေးရုံတစ်ခုဖြစ်တယ်အဲ့လိုအားထားရတဲ့ဆေးရုံကိုပေါ့နော်အခုလိုမျိုးလုပ်တယ်ဆိုတာကတမင်တကာလုပ်တာဒီလိုအားထားရတဲ့နေရာမလို့လုပ်တာပြည်သူအဲ့လိုမျိုးကြောက်ရွံ့ထိတ်လန့်တုန်လှုပ်သွားအောင်လုပ်တာဒါကြောင့်မလို့ဘုံကျဲတိုက်ခိုက်ခဲ့တာဖြစ်တယ်အဲ့တော့နောက်တစ်ချက်ကကြတော့ဒါအာရခတ်တော် AA ကိုလက်လျှော့စီခြင်းတာပြည်သူကိုအလေးထားတဲ့ AA ကပေါ့နော်အခုလေဒါဒီဖြစ်စဉ်ကြောင့်မလို့သူတို့လက်လျှော့မလားလက်မလျှော့ဘူးဆိုဒီတက်ဆိုးရတဲ့ဖြစ်စဉ်မျိုးတွေလုပ်မယ်ဆိုတဲ့ပုံစံမျိုးချင်းချောက်ခြင်းတာအဓိကတော့ပြည်သူကိုဝင်နေတဲ့အဖွဲ့ဖြစ်တဲ့အတွက်ပြည်သူကိုထိခိုက်တဲ့အခါမှာသူတို့လုပ်နေတဲ့အလုပ်တွေကိုနောက်ဆုတ်သွားမလားရပ်တန့်သွားမလားဆိုတဲ့ပုံစံမျိုးရည်ရွယ်ပြီးတော့လုပ်ချင်တာဖြစ်တယ်ပေါ့နော်အဲ့တော့အဓိကတော့ဒီလိုမျိုးတွေအကြောင်းမလို့ပေါ့နော်အာရခတ်တော် AA ကဒါအပြစ်ခတ်ရက်သွားတယ်ငင်းငင်းယူသွားတာတွေဒါနှစ်ဖက်ညှိနှိုင်းပြီးတော့သဘောတူပြီးတော့ဒါရက်စဲလိုက်တာမျိုးတွေကိုဖြစ်စေခြင်းနဲ့နောက်တက်အကြောင်းအရာအချက်တွေလည်းကျွန်တော်တွေ့ရတယ်အဲ့ဒါဘာလဲဆိုတော့ဒါ AA ဆက်မိုက်နေမယ်ဆိုရင်ဒီတက်ဆုံးရှုံးမှုများလိမ့်မယ်ပေါ့နော်ဒါကြောင့်မလို့အပြစ်ရဲ့ငင်းငင်းယူနေမြေတွေပြန်ပြီးစသဖြင့်ပေါ့နော်အဲ့လိုအကြောင်းအရာတွေနဲ့ကြဲပြက်ဒီလိုမျိုးပုံကျဲဖြစ်စဉ်ပြီးတဲ့အချိန်မှာကြဲပြက်ထုတ်ပြန်ပြောဆိုလာတဲ့စစ်ကောင်စီအတိုင်းဝိုင်းကလူတွေစစ်တပ်ကိုထောက်ခံတဲ့သူတွေစစ်လော်ဘီတွေပြီးတော့ကျတော့စစ်ကောင်စီဘက်ကနေပြီးတော့အနားယူသွားတဲ့စစ်သားဟောင်းတွေပေါ့နော်စစ်ကောင်စီစစ်သားဟောင်းတွေကစားဒါမျိုးပုံစံမျိုးတွေရေးသားပြီးတော့ဖြန့်ဝေနေတာတွေတော်တော်များများတွေ့ရတယ်ဒါပေမဲ့လက်ရှိ AA ရဲ့အဖြေကတော့ပြင်းပြင်းထန်ထန်တုံ့ပြန်ပါပြင်းပြင်းထန်ထန်ကိုတုံ့ပြန်ပါဆိုပြီးတော့ဒါထုတ်ပြန်လာတယ်ပေါ့နော်အဲ့ထက်မှာဘာထူးခြားတွေ့ရလဲဆိုပြစ်မှုကျူးလွန်တဲ့သူပြီးရင်ကျူးလွန်မှုစေခိုင်းတဲ့သူပြီးရင်ပါဝင်ပတ်သက်တဲ့သူတွေအကုန်လုံးကိုပြင်းထန်စွာပြင်းပါပြင်းထန်ထန်ကိုတုံ့ပြန်ပါဆိုပြီးတော့ဒီဇင်ဘာ17ရက်နေ့ကထုတ်ပြန်လိုက်တယ်ပေါ့နော်အဲ့တော့စစ်ကောင်စီရဲ့ရွေချက်တိုင်းပဲ